ဒီနေ့ဟာသူမရဲ့မင်္ဂလာဆောင်ရမယ့်နေ့ပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့သူမရဲ့သူတို့သားလောင်းကဆုံးမသွားခဲ့ပြီပိုပြီးဝမ်းနည်းဖို့ကောင်းတာကသူမမှာကိုဝင်ရှိနေပြီဆိုတဲ့အကြောင်းကိုသူသိတောင်မသွားခဲ့ရဘူးအဲ့ဒီအချိန်မှာပဲသူမဟာသူခြံထားခဲ့တဲ့နေ့စဉ်မတန်စာအုပ်လေးကိုတွေ့လိုက်ရတယ်အဲ့ဒီစာအုပ်ကိုဖတ်ကြည့်မှဒီလူသားဟာသူမကို10နှစ်တိုင်တိုင်တိတ်တဆိတ်ချစ်ထရတာကိုသိလိုက်ရတာပါအချိန်ကသူမကမိသက်သမားတွေကိုသဘောကျတယ်လို့ပြောခဲ့ဘူးတာကြောင့်သူဟာမိသက်တက်ဖွဲ့ထဲဝင်နိုင်ဖို့အစွမ်းကိုစူးစမ်းခဲ့တာပေါ့နှလုံးသားကွဲ့ကြည်မတတ်ခံစားရတဲ့သူမဟာတတိလစ်သွားတဲ့အထိငိုကြွေးခဲ့ပါတယ်ပြန်နိုးလာတဲ့အချိန်မှာတော့သူမဟာအသက်16နှစ်အရွယ်ကိုပြန်ရောက်နေတာသိလိုက်ရလို့အံ့ဩသွားခဲ့တယ်ဒီတစ်ချိန်မှာတော့သူမရဲ့ချစ်သူကိုကယ်တင်ဖို့ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပါတယ်သူ့ကိုတွားရှာဖို့ဘတ်ကားစီးနေတော့မှမယ်ရုတ်တရက်အော့အန်နာမျိုး morning sickness ထက်လာခဲ့တယ်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့သူမဟာသူတို့ရဲ့ရင်သွေးလေးနဲ့အတူအတိတ်ကိုပြန်ရောက်လာတာမှန်သိလိုက်ရတော့တာပဲအဲ့ဒီအချိန်မှာပဲသူမဟာစပင်ဖြူနဲ့လူမိုက်ပုံစံကောင်းလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်သူကတော့သူမရဲ့ခင်မွန်းဖြစ်သူငငယ်တုန်းကပုံစံပေါ့လူမိုက်တချို့ကသူ့စီကနေစက်ကြီးတောင်းနေတာကိုမြင်တော့သူမကချက်ချင်းပြေးသွားပြီးသူ့ရှေ့ကနေကာဝယ်ပြီးဟဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီကောင်လေးကလူမိုက်တွေကိုခဏလေးအတွင်းမှာပဲအလဲထိုးပြလိုက်တယ်သူကသူမကိုစိုးရိမ်တကြီးနဲ့ဘာဖြစ်သွားသေးလဲလို့မေးတဲ့အခါမှာတော့သူမကဝမ်းသာအားရဖတ်လိုက်ပြီးရှင်အသက်ရှင်နေတာကိုမြင်ရတာတကယ်ဝမ်းသာတယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲကောင်လေးကသူမလက်ထဲကကိုဝင်စစ်တန်ကိုမြင်သွားပြီးဒါဘသူကလေးလေလို့အတင်းကျပ်မေးပါတော့တယ်သူမလည်းဘလို့ရှင်းပြရမှန်းမသိဖြစ်နေခဲ့တာပေါ့တကယ်တော့ကောင်လေးကသူမကိုအကြာကြီးလေးကတိတ်တခိုးချစ်နေခဲ့တာပါဒါပေမဲ့သူမရှေ့ရောက်ရင်တော့အမြဲတမ်းအေးဆက်ဆက်နိုင်ခဲ့တယ်လွန်ခဲ့တဲ့ရက်ပိုင်းကပဲသူကသူမကိုဖွင့်ပြဖို့ပြင်ဆင်ခဲ့ပေမဲ့သူစင်းရဲတဲ့ចောင်းသားတွေကိုမကြိုက်ဘူးလို့သူမကတငယ်ချင်းကိုပြောနေတာကိုကြားသွားခဲ့တယ်ဒါကြောင့်သူဟာနှိမ်ကြတယ်လို့ခံစားပြီးချစ်ချင်းတွေကိုညင်ထဲမှာပဲဖုံးကွယ်ထားခဲ့တာပါအခုလိုဘဝအသစ်ပြင်ဆင်ရတဲ့အခါမှာတော့သူမကပဲဥဆောင်ပြီးချစ်ရသူကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်ကိုဝင်စစ်တန်ကိုအိမ်ထားထဲမှာတွေ့ခဲ့တာပါလို့လိန်ပြောလိုက်တယ်။ကောင်လေးကသူမကိုအိမ်စောစောပြန်မှုပြောပြီးထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကောင်လေးကအခန်းပေါ်ရှာနေတာကိုသိလိုက်ရလို့သူမကအတူနေဝင်းတောင်းပေမဲ့ညင်းပဲ့ခိုင်းရပြန်တယ်။သူကသူမကိုသူ့အပေါ်နောက်ပြောင်နေတယ်လို့ထင်နေတာပါ။အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့အဖွားဖြစ်သူရောက်လာတယ်။သူမကအခန်းငှားချင်တာလို့ပြောလိုက်တဲ့အခါမှာတော့အဖွားကသဘောကျပြီးအိမ်ကိုခေါ်သွားခဲ့ပါတယ်။သူမကစာတော်တဲ့အကြောင်းကောင်လေးကိုလည်းစာကူတင်ပေးနိုင်ကြောင်းပြောပြတော့အဖွားကအယံဝမ်းသာသွားပြီးအတူနေခွင့်ပြုလိုက်ပါတော့တယ်။တိတ်မကြခင်မှာတဲ့သူမကကောင်လေးရဲ့အိမ်ကိုပြောင်းလာခဲ့တယ်။ဒါပေမဲ့သူတို့ဆက်ဆံရေးကချောမွေ့မနေပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီကောင်လေးကအเจ้าမှာမိန်းကလေးတွေကြအယမ်းရေပန်းပိုင်းနေတာကြောင့်သူမပိုက်ထဲကကလေးကလည်းကြီးထွားမှုနီးနီလို့ပါသူ့ကိုဘယ်လိုလိုက်ရမလဲလို့စဉ်းစားနေတော့